အခုချက်ပြထားတဲ့ဟင်းလေးကတော့ပဇွန်ထမင်းကြော်လေးဖြစ်ပါခင်ဗျပဇွန်ထမင်းကြော်လေးဘယ်လိုကြော်လဲဆိုတာကိုအစအဆုံးထိတူတူလိုက်ကြည့်ရအောင်ငယ်ချင်းတို့ရေကျုပ်လေးကိုခွဲပြီးထမင်းထဲကိုထည့်မယ်ကျုပ်လေးနဲ့ထမင်းကိုတမသွားအောင်နေမယ်စီထည့်မယ်ကျုပ်လေးတစ်လုံးကိုစီပူထဲကိုဖောက်ထည့်လိုက်မယ်ပြီးရင်နှံ့အောင်မှွေပြီးတော့ကြော်မယ်အတင်းလောက်ထားတဲ့ပဇွန်လေးတွေကိုထည့်မယ်ပြီးရင်ပဇွန်လေးတွေရဲလာတဲ့အထိမှွေမယ်ပဇွန်လေးရဲလာရင်အတင်းပြင်ထားတဲ့ပဲတီမုံလာဥနီကြက်ဥချောင်းလေးတွေကိုထည့်ပြီးတော့မှွေပေးမယ်ပြီးရင်ခုနကအတင်းနေထားတဲ့ထမင်းနဲ့ကြက်ဥကိုထည့်ပြီးတော့မှွေပေးမယ်ဒီလေးကိုလျှော့ထားပြီးတော့ထမင်းကြော်တွေကိုအရသာသွင်းပါမယ်ချက်သားမုံလေးထမင်းစားစုံးနဲ့တစ်စုံလောက်ထည့်မယ်စားလေးပပလေးထည့်မယ်ချုံမပပလေးထည့်မယ်ပန်းကပြားကြီးအကြည့်လက်ဖက်စားစုံး2စွန်းစာလောက်ထည့်မယ်ယူစီလေးလက်ဖက်စားစုံး2စွန်းစာလောက်ထည့်မယ်အဆက်ချက်လေးလူကတော့မြုပ်သီးရောင်တင်းမုံလေးထည့်လို့ရပါဗျာနော်အကုန်လုံးထည့်ပြီးသွားလို့ရှိရင်တော့ထမင်းကြော်လေးကိုတမအောင်မှွေပေးမယ်ဗျ2မိနစ်3မိနစ်လောက်တမအောင်မှွေပြီးသွားပြီဆိုလို့ရှိရင်တော့ယခုလိုပဲအနည်းအရသာနဲ့ပြည့်စုံတဲ့ထမင်းကြော်လေးရရှိသွားပြီပေါ့ဗျာအစိုးရကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးပါခင်ဗျာ